Guido ရဲ့အိမ်လေးကို Smart Home ဖြစ် download ခြင်းနဲ့ဆိုရင်တော့ဒီ device လေးတွေရှိထားမှာဖြစ်မယ်နော်။ 1. Gyson TensorVet Gyson ရဲ့အပဆုံးကျိုးမဲ့ဖုန်ဆိုးဆက်ဖြစ်ပြီး RPM 3,400 အထိလေပတ်နိုင်တဲ့ Hyperthermian motor ပါဝင်ပါတယ်။မမြင်နိုင်တဲ့ဖုံးမှုတွေကိုပြသပေးနိုင်တဲ့လေဆာစပင်းအညက်မခံရအောင်လုပ်ထားတဲ့ fluffy comb brush နဲ့ဖုတ်ခွဲထုတ်တဲ့စနစ်နှစ်စင်ပါဝင်ပါတယ်။2. TCL QM8K Mini LED TV TCL ရဲ့ QM8K TV မှာ 144Hz ကျိုးမဲ့ surround sound အတွက် Dolby Atmos Flash Connect နဲ့ Bang & Olufsen အသံစနစ်တို့ပါဝင်ပါတယ်။ Vivo ပေါ်ရဒီဇိုင်းထစ်လို့မပါတဲ့ခံစားချက်တို့ရရှိစေပြီး65လက်မနဲ့85လက်မ model တွေကို American Dollar 2499မှာဟတ်တရောင်းချပေးနေတယ်လို့သိရပါတယ်။ 3. Samsung Belly AI Robot Samsung ရဲ့ Belly ကတော့ smart အိမ်သုံးပစ္စည်းတွေကိုစီမံခန့်ခွဲနိုင်တဲ့ AI စက်ရုပ်ဖြစ်ပါတယ်။ message ပို့ပေးတာ smart သင်္မာတဆင့်အိမ်သုံးပစ္စည်းတွေကိုထိချုပ်တာ Galaxy Watch ကတဆင့် digital ကန်ချက်လက်တွေကိုပြသပေးတာနဲ့ video call တွေပါခေါ်လို့ရပါတယ်။ 4. Ray-Ban Meta Smart Glasses ဒီ smart မျက်မှန်မှာကင်မရာနှလုံးနှကြက်မလို့တဲ့ speaker microphone နဲ့ dashpad တို့ပါဝင်ပါတယ်။ Qualcomm Snapdragon AR1 Gen 1 processor ကိုမောင်းနှင်ထားပြီးဓာတ်ပုံရိုက်ကူတာပိုကောင်းတဲ့ sound quality ပါဝင်တာ Facebook နဲ့ Instagram သုံးပြီး live လင်တာမျိုးလည်းလုပ်လို့ရပါတယ်။ 5. Apple Smart Home Command Center Apple က screen size 6 လက်မရှိတဲ့ Smart Home Bed တစ်ခုကိုဖန်တီးနေတယ်လို့သိရပါတယ်။အသစ်ထွက်မဲ့ Home OS ကိုအသုံးပြုထားပြီး Siri နဲ့ Apple Intelligence ကိုအသုံးပြုပြီးအိမ်သုံးပစ္စည်းတွေကိုထိန်းချုပ်တာ FaceTime ပြောတာ CCTV စောင့်ကြည့်တာမျိုးပြုလုပ်နိုင်မယ်လို့သိရပါတယ်။2025ခုနှစ်ကုန်ပိုင်းမှာလည်းစတင်ရောင်းချမယ်လို့ပြောပါတယ်။